ဒီတော့မှာမတိပါဒီကမှဉာဏ်ပညာဖြစ်တာနောက်ဘုရားတော်ဘုံအမြတ်တိုးစီတို့မှာသုံးတော်ဘောင်းရဲ့နှလုံးသားထဲမှာဝါယတရိစာယတရိလာယတရိတရိနောက်မှာအသိပါပြီးတော့မှာအထဏတနာဒေသနာတိတိမနုဿောအကျိုးအကြောင်းအဆိုးကောင်းကိုဒီပြီးတော့မှာလူပိသအောင်လုံးတဲ့အလုံးမလုံးတဲ့အလုံးတော့ကောင်းတဲ့အလုံးမကောင်းတဲ့အလုံးခွဲခြားပြီးတော့မှမသိရဘူးလားသိရပါတယ်ဗျာသိညာလို့ပြောတာအဲ့ဒါလေးမှမရှိဘူးလူကတည်းကဘာမှမရှိတိရစ္ဆာန်တွေလိုပဲအတူတူပဲဒါဒီမှလုံးလုံးပြောသလိုနေငါစိတ်ပြောသလိုစားပြောသလိုသွားပြောသလိုတောက်ပြောသလိုပြောသလိုနေလိုက်မယ်ဆိုသွားပြီအခုတော့နေမဲ့နေကြတာတော့ကုသိုလ်နဲ့နေတာဖြစ်အောင်ကုသိုလ်နဲ့နေတာတက်အောင်ကောင်းတဲ့ကံတွေဖြစ်အောင်ဆိုပြီးတော့မှကိုယ့်ရဲ့စိတ်လေးကိုမပြေရဘူးလားပြေရပါတယ်ဗျာစိတ်ဆိုတဲ့တော့ပြေတယ်လို့ကတိတ်လာကြမပြေတယ်လွတ်ထားလွတ်သွားမှာပဲအလားလွတ်ထားလွတ်သွားမှာပဲကိုရဲ့မြို့တွေရွာတွေလည်းလည်းအာရုံတန်းရောက်ပါပဲတော့ကိုယ့်ရဲ့နာပေရောက်တဲ့မြို့ရောက်တဲ့လူစုလုံးရောက်တဲ့စိတ်လုံးရောက်တဲ့လူကြီးရောက်စိတ်ဆိုတာလွတ်ပြေးနေသူ့အလုပ်ကိုသူလုပ်တာမလွတ်အောင်လုပ်တာကိုယ်အလုပ်ပါမလွတ်အောင်လုပ်တာကိုယ်လုပ်ပါဗျာသူ့အလုပ်ကိုယ်လုပ်ရှိတဲ့နေရာမှာနေစနေအများနေတဲ့နေလေကိုယ့်ရဲ့စိတ်လေးကိုပေါ်ပြကိုယ့်ရဲ့စိတ်လေးကိုပေါ်ထင်းပြီးတော့မှဒေါသလောဘအတ္တမာနတွေမဖြစ်အောင်ထိမ့်သိမ့်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအိမ်မှာဈေးရောက်ရင်တရားထိုင်နေတာဈေးရောက်ရင်တရားထိုင်နေတာအိမ်မှာမိသားစုတွေနေရင်တရားထိုင်နေတာဘာကိုပြင်လို့လဲစိတ်ကိုပြင်ဘာကိုပြောင်းလာလို့လဲစိတ်ကိုပြောင်းလာလို့ဘာကိုကောင်းလာလို့လဲစိတ်ကိုကောင်းလာလို့ဘာကိုအဆင့်မြင်လာလို့လဲစိတ်ကိုအဆင့်မြင်လာလို့အဲ့ဒီစိတ်မပြောင်းတဲ့လို့သုံးတဲ့ဘုံလေတွေကအဲ့ဒီစိတ်လေးကိုမထင်းချုပ်တဲ့လို့သုံးတဲ့ဘုံလေတွေကခိနေငြိမ်းပါခိနေငြိမ်းပါခိနေတော့မငြိမ်းဘူးအဲ့ဆိုရတဲ့လူကြီးတွေကကာမအားတဲ့ဒီလိုမျိုးကိုစားဆိုတဲ့ယေရှုရဲ့အသက်တာဆိုတဲ့သူပြီးပြီးပေါ်နေတဲ့အတော့အမောကိုပေါ်နေတဲ့လူကြီးတွေအမောအာရုံအသက်ကြီးရတယ်။ဒါကြောင့်ကြားရတယ်မိမလို့အသက်မိမလည်းတော့ရတော့အသက်ပဲတကယ်ကတော့နေလို့မရဘူး။ဘုရားရှိတယ်တက်လို့တတိအတိနေတက်လို့ပြင်ရတယ်။တတိအတိနေဒီမှာဖြစ်စေတတိအတိနေရှောင်ရဒါလုံးတဲ့အလုံးဒါမလုံးတဲ့အလုံးဒါကောင်းတဲ့အလုံးမကောင်းတဲ့အလုံးဒါကောင်းတဲ့အတွေ့မကောင်းတဲ့အတွေ့ဒါကောင်းတဲ့အပြောမကောင်းတဲ့အပြောဒါကာယကံပြောင်းလို့ဆောင်ချက်မှာကောင်းတဲ့အလုပ်ကိုငါလုပ်ရမယ်မကောင်းတဲ့အလုပ်တွေကိုမလုပ်ရဘူးလို့သိတာလူတိရစ္ဆာန်မှာသိလုပ်တယ်လုပ်ရမယ်တောက်ချင်တောက်စားလိုက်တော့ဟောဒီအတိတွေတန်ဖိုးရှိအောင်ပြည့်တဲ့ပုံကိုယ်တွေဟာလူဘဝတန်ဖိုးအမြတ်မတိုးဘူးလားတိုးပါရဲ့ဗျာဒါမှမဟုတ်လူရည်နာတွေဖြစ်ခြင်းတတိအတိတွေရှိပြီးတော့မှပွဲချပြီးတော့မှကိုယ့်ရဲ့စိတ်ကိုပြုမြင်ကိုယ့်ရဲ့စိတ်လေးကိုပြောင်းကိုယ့်ရဲ့စိတ်လေးကိုကောင်းအောင်ဆောင်ရွက်နေတဲ့ဒီလူတွေဟာလူတော်ကောင်းလမ်းစဉ်ကိုသွားနေတာလူတော်ကောင်းလမ်းစဉ်ကိုသွားနေတာဒီမှာတော့လုံးစင်လုံးပါပဲပြောပါလူတိစ္ဆာန်တော့လုံးစင်တာလုံးပါလူပိတ္တတော့လုံးစင်တာလုံးပါအဲလူတိစ္ဆာန်လူပိတ္တတွေမဖြစ်တော့တတိတွေရှောင်ရဘူးလားရှောင်ပါပါဗျာမထင်းရဘူးလားမထင်းရပါဘူးခင်းမှာငြိမ်းမှာမထင်းရင်ငြိမ်းပါငြိမ်းပါတော့လဲတော့ပါတယ်ဟာလားတန်တရားမလဲခြင်းဘာတော့လဲထင်းရမှာသူပြတဲ့မလားကိုကိုထင်းရမှာကိုကိုထင်းရမှာပါဗျာသူကြောင့်ဘာကြောင့်မပေါ့အဲ့ဒါသူကြောင့်ဘာလို့လူဆိုတာမကောင်းပြောတဲ့မကောင်းတာကျန်တယ်မကောင်းတာတွေပြမကောင်းတာတွေဖြစ်ပြီးတော့မှမကောင်းတဲ့အကုသိုလ်တရားတွေသူကိုသူများကိုမြင်တတ်ပါလားအော်တာယူပါလားသိတယ်စိတ်ဆိုးတယ်လို့လူဆိုတာမကောင်းပြောတဲ့ဘောရတဲ့ဘောရတဲ့ဒီမှာတရုပ်နဲ့တရုပ်ကစားပြီးမှပြောတာလူပြတ်ဆိုတာကောင်းတယ်မကောင်းတယ်မပြောဘူးလားကောင်းတယ်မကောင်းတယ်ဘာပဲပြောတယ်ကောင်းတာပဲပြောတယ်ဟာသူကမကောင်းတာပဲမြင်တာအဲ့ဒါလေးကိုမပြင်ရဘူးလားပြင်ရပါဘူးပြည့်တစ်စင်ပြင်ရပြီးတာပဲမပြင်ဘူးပြောတယ်စစ်တာအောက်ရှင်နာအေးတိုးရှင်နာအေးဒီမလားဒီတော့ယူတော့ယူကြအဲ့ကောင်မှာကလေးတရားတော်လေးကတက်တဲ့ဆရာတော်ပြောတယ်တဲ့ရှင်တော်ပါလေတဲ့ရှင်တော်ကိုကြာလာတော့အဲ့ဒါဟုတ်လားသူကအရင်ကချင်းမလေးနဲ့စားတယ်တော့ဝတ်တာပြန်စားတယ်အဲ့တော့လူစိတ်ဆိုတာတော့ကြောက်စရာကောင်းအဲ့ဒီစိတ်လေးတွေကိုပြင်နေမှာအဲ့ဒီစိတ်သူကပြင်တော့ပြင်တယ်စိတ်ကိုပြင်ပါပြင်တယ်မျက်နှာမပြင်ဘိုးလေးတွေကလည်းမျက်နှာသက်သက်နဲ့လုံးလုံးနဲ့ပြင်တဲ့လူတွေ
ဟုတ်လားမရှိတဲ့ဒီပုံကြီးဒီတူပြီးပြေးတော့လည်းချက်ချက်ပြေးသွားတယ်ပြေးကောင်းနေတာအဖြူအမဲစိတ်နဲ့ဆိုပြီးပြေးဟုတ်လားရေးရည်ပေါ်ပြေးပြီးနေတဲ့ချစ်တဲ့ပြေးတော့ဒီမှာဆက်တော့မဆက်ပါတဲ့ဘယ်နဲ့တွေ့လာပြေးဆိုင်ပြီးရဆိုင်အားဆက်ပါအလားပြေးဆိုင်တယ်ဒီလိုဆိုတော့လာတဲ့ပြီးရဆိုင်ဒီလိုပြေးစိတ်ပြေးတဲ့ဆက်ဘယ်နဲ့ဆိုင်တွေ့လဲရှိတယ်ဘုပြေးတယ်ဝိတော်သာရမိသားစုလာပါဒီဒီကျွဲကိုအကြောင်းပြုပြီးသင်္ကားဆရာရှင်မှာဗာပြေနေတာစိတ်ကိုပြောင်းနေတာစိတ်ကိုပြင်းနေတာစိတ်ကိုအစစ်ပြင်းနေတာစိတ်ကိုထိန်းချုပ်တတ်အောင်အဲ့ဒီစိတ်လေးကိုပြင်တတ်အောင်လို့လုပ်တယ်စိတ်ပြင်းတဲ့နေရာဘာနေရာလဲစိတ်ပြင်းတဲ့နေရာလုပ်နေတာလားကိုယ်စိတ်ပြင်းစိတ်ပြင်းတာလုပ်ကြောင်းဟောလားစိတ်ကြောင်းစိတ်ကြောင်းစိတ်သာရှင်စောတရားဟောဒီကသူတို့ပုံပြီးတော့လို့သူတို့ပြီးတာမရှိရောင်နေစေတဲ့ဉာဏ်နေတဲ့အဲ့ဒီလိုပြည့်သုံးစားတဲ့မှာမလဲဘူးကိုယ့်ရဲ့စိတ်လေးကိုထိန်းချုပ်တတ်ဖို့ကိုယ့်ရဲ့စိတ်လေးကိုပြင်ကိုယ့်ရဲ့စိတ်လေးကိုကောင်းကိုယ့်ရဲ့စိတ်လေးကိုပြောင်းအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာသူတော်ကောင်းဖြစ်တဲ့ယရနာထိုက်တဲ့လမ်းကိုသွားနေတာသူတော်ကောင်းဖြစ်တဲ့ယရနာထိုက်တဲ့လမ်းကိုသွားနေတာဘာကနာတွေ့တာလဲပါလဲကြောက်စင်ကြောက်လို့ပြောတာမိုးကတွေ့တာလဲလင်းရှူတာတွေ့တာလဲလမ်းခင်းတာလဲကြောက်တော့အတူတူပဲပေါ်တာလေတူသလားလို့ပြီးမတူပါဘူးဘုရားကြောက်နေကြတာလို့ပဲနားမှာပြန်တယ်လက်မှာဝတ်တယ်ဟာလည်းလည်းကြောက်နေကြရင်ကြောက်စိတ်နဲ့လက်မှာဆွဲတယ်ခြေတော်လေးတွေမှာအကုန်ငိုရဘူးလားနားရတဲ့ကြောက်လည်းဝတ်တာကြောက်စိတ်တူဟုတ်လားတူရလားတူပါဟောတော့တူတယ်ရည်သွေးချင်းမတူပါလူတွေအများကြီးပါပဲလောကကြီးမှာဘုန်းကြီးတွေကြားချစ်တယ်ပဲလက်နဲ့ပဲမသုံးတယ်ပဲဒီပြည်တနာမှာမျက်စိနဲ့ပဲနားနဲ့ပဲနေသွားနေတာလူတွေအဲ့ဒီလူတွေထဲမှာလူတွေဆယ်လူပိတ်တာရောလူတွေရသားတွေရောဥဒ္ဓအားဥဒ္ဓမှမသိတဲ့လူတွေအများကြီးပဲဟုတ်လားသိအောင်လည်းမကြိုးစားဘူးတရားလည်းမနာဘူးဆရာတော်လည်းမစိကပ်ဘူးပြောတယ်လို့နေတာလူပိတ်တာဆိုင်မောင်းတော့တွားစားနေတာမဟုတ်ပါဘူးဘယ်ဆိုင်မောင်းတွားစားနေစတွားစားနေတာပြောပါလေလူပိတ်တာတော့စားမဟုတ်ဘူးလူငယ်ရတာစေရုံတွေတော့ကြည့်မသိကြရတဲ့ activity ကိုပြင်နေပေါ့လက်ရင်းနေပေါ့နားတွေဖြတ်လက်တွေဖြတ်ပြီးတော့ဒီဟာတွေအော်နေအောင်လားအော်တာဟာလေလူငယ်ရတာမသိကြတဲ့စေရုံတွေတော့တိုင်မလိုက်ရတယ်ကောင်းတယ်ဟိုမစေရုံလည်းပြောစီတယ်ငါတို့တော့ကြရတယ်ကျင်းတယ်လို့ရှိဘာအတက်လည်းတော့ကောင်းလို့ရှိတော့ဒီသူများစီမှာသွားကြည့်တယ်မလားစေရုံပေါ်တယ်ကြတယ်ဒီမှာအဲ့ဒါတကယ်ပါဟိုမှာသူများမဆရာပဲဆိုပုံပြီးတော့တော့သူဒီအဲ့ဒါဘယ်တော့အဲ့ဒီလိုလူငယ်ရဲတာလူတလိဆန်လူခွေးဘယ်လိုလဲဘာလဲလူခွေးဆိုတာကအင်းဒီပုံပြီးစောနေတယ်ဒီမှာကိစ္စနဲ့ရည်ရည်တာဘာလဲလူသူနဲ့ခါလို့ပြောတာသူကလွယ်လွယ်လေးသူနဲ့ခါဆိုတော့ဘာလို့လို့ပြောတော့မသိဘူးတကယ်တော့ဘာမှလို့ပြန်လူခွေးတာဟဲ့လူခွေးတာရှောက်တယ်ရှောက်တယ်ဟုတ်ကဲ့ဒီမှာတော့ဖေပေါ်တော့ပြေသွားကြတယ်ဟုတ်လားဒါပေမဲ့ဒီလိုမဖြစ်ရအောင်တတိဆောင်ပြီးတော့မှစိတ်ဓာတ်တွေကိုပြင်စိတ်ဓာတ်တွေကိုပြောင်းစိတ်ဓာတ်တွေကိုကောင်းအောင်နေတဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းဖြစ်တဲ့လမ်းစဉ်ကိုသွားနေတာကြောက်ချင်းတော့အတူတူပဲဖားတယ်ကဘိုးကတပည့်ရှုရဖြစ်တာတွေလည်းကြောက်လမ်းခင်းတာလည်းကြောက်အားကနာကြောင့်ဘိုးကဖြစ်တဲ့ကြောက်စိတ်ရနာပမြရနာကြပြောင်းမှာဆိုလို့မိခံတဲ့တာတဲ့ကိုထည့်ထားတယ်လမ်းခင်းတဲ့ကြောက်ကြပါခင်းတယ်လမ်းပဲဖြစ်နေလိုက်တယ်ဟုတ်လားအဲ့လူ့ဘဝကြီးဆိုတယ်အဲ့ဒီလိုလူတွေအများကြီးထဲမှာလူစေနာဖြစ်ချင်စီကံတွေရှိတယ်ဒီလမ်းတွေရှိတယ်စစ်တပ်တွေကိုပြင်ရမယ်အလုပ်တဲ့အလုပ်ဘလုပ်တဲ့အလုပ်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ခွဲခြားသိရမယ်ပြင်ညာအဲ့ဒါပြင်ညာတို့တင်ထားတဲ့ BSMS အဲ့ဒါတွေကတင်ညာပဲရှိသေးတယ်ပြင်ညာမစစ်သေးဘူးဟုတ်လားဘယ်တော့စားတဲ့လုပ်ချင်တဲ့လုပ်တဲ့လူမရှိဘူးလားရှိပါတယ်ဘုရားလည်းမရှိဘူးလား BBS ရတဲ့ engineer တွေအခုတေးဘာပြောပြဆိုနေပါအောင်စားလို့မရတယ်မရှိဘူးလားရှိတယ်တင်လို့ပြထားတာတင်ညာပညာဖြစ်အောင်ကိုယ်ရဲ့အလုပ်ထဲမှာပညာတွေဖြစ်အောင်ဒီစနစ်တွေပါအောင်စိတ်ဓာတ်တွေကိုပြင်စိတ်ဓာတ်လေးတွေကိုပြောင်းစိတ်ဓာတ်ကောင်းလေးတွေနဲ့ဆောင်ရွက်ကြမယ်ဆိုရင်သူတော်ကောင်းဖြစ်ပြီးလူရတနာ
လူ ကျောက်တယ်ကလည်းလည်းတော့ဖားမယ်ဘိုးဘိုးတို့ကလူတော်တရားတွေတောင်းချီပြီးရှာတာရတယ်လို့ပြောတယ်တရားမရဘူးပဲတရားမရဘူးမရဘူးလားလူတွေရအဲ့ဒီလိုပဲအဲ့ဒီလူတွေထဲမှာလည်းလူရည်နာဖြစ်တယ်အဲ့ဒီလူတွေအများကြီးတဲ့ကမတူအောင်နေတဲ့ပုဂ္ဂိုလ်စိတ်ကိုပြေတတ်တဲ့ပုဂ္ဂိုလ်စိတ်ကိုပြောင်းတတ်တဲ့ပုဂ္ဂိုလ်စိတ်လေးကိုကောင်းအောင်တည့်မဲ့တတ်တဲ့ပုဂ္ဂိုလ်ဟာလူရည်နာဘာရနာလဲလူရည်နာအဲ့ဒီလူတွေဆောင်ပြည့်လို့လူရည်နာဖြစ်တယ်ကိုယ်စိတ်ကိုလည်းကိုယ်မပြေရဘူးလားမရပါဘူးကိုယ်စိတ်ကိုကိုယ်ထိအကုန်မငြင်းနိုင်ဘူးလားမရပါဘူးကိုယ်စိတ်ကိုကိုယ်ထိပြီးကိုယ်စိတ်ကိုကိုယ်ပြေထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်နားမှာရှိတဲ့လူတွေလည်းပြင်ပြီးလိုက်လာမှာကိုယ်မိသားစုတွေလည်းပြင်လာမှာအိမ်ကြီးကဆက်ပြအဖြစ်တာပြင်မှာပြင်လို့ရှိရင်သားသမီးတွေကလည်းတက်ကြည့်ကူးလာဟုတ်လားအိမ်ကြီးကတော့ပြလို့မိရလည်းပြလို့တော့ဟုတ်လားတပည့်ချစ်ချင်မှချစ်သွားမိရလည်းပြည့်ပြီးသွားဘောဝကြည့်ပြန်မလားသားသမီးလည်းပုံနဲ့ဘလုံးနဲ့ခါရရမထွက်သွားပြီပေါ့ဒီလိုကတဲဝဲပြည့်စည်နေတယ်မိသားစုတဲဝဲပြည့်စည်နေတယ်မိသားစုသမီးဝဲမရှိတော့ရောမိမိအိမ်မှာမိသားစုသမီးဝဲဆိုတာမနေ့တကြီးသေးသေးတကြီးညတကြီးသူစည်းတာမိမိတို့တွတ်တော်တေးတာအတန်ပြောင်းနေပြောင်းဟာလား sharing လုပ်ရပြောင်းနေပြောင်းဟာလားအစူတင်သွင်းရတယ်ရှိအောင်မိသားစုသမီးဝဲမရှိဘူးဘယ်ကဘလုံးမကြီးပြည်ပြီးတော့ညချင်ပါဗျာညအိမ်ပြည်ပြီးစေအေးပြီးစေမေရတဲ့လုံးတုံးတုံးကျွေးလာတော့ကောဟာလားသားသမီးလည်းကြောက်ဖုန်းတစ်လုံးနဲ့ပြောချမ်းနေမှာထွက်ဒီဖုန်းထဲပဲဆက်နေရတယ်ဒီတဲ့ဝင်ကျတဲ့ဝဲလို့ဆိုအောင်ပြောရှောင်းနေဖုန်းနဲ့ကြည့်ပြီးဘယ်သူမှစောင့်လို့မစဘူးအနာရှိချင်းချင်းအဲ့ဒီလိုနေလို့လူကမိသားစုတေဝံတမေဝံလာဖြစ်သွားအဲ့တော့မိသားစုတမေဝံဆိုတာမရှိသေးဘူးလားမိသားစုရဲ့ပြည့်နိုင်ငံမှာလွတ်တော်ဌာနကြီးတွေ့ပြီးစုတယ်မရဘူးဆိုတာတော်ရတော့ဗာပြည့်သားသားသမီးသားမယောက်ျားအလားမျိုးသမီးဘာလို့အဲ့ဒါကြင်ပြဆွေးနွေးမိသားစုတမေဝံဆိုအခုမိသားစုဝဲမှာရှိတော့ဒီရတဲ့ကိနေပြီးတော့ပြည့်နိုင်ငံမှာဘာတွေတော့တရက်ကေတော့နှလုံးသွင်းဘောလုံးဝဲကြည့်ပြန်မလားမေးရလည်းသမီးချစ်ချင်းလေးနှလုံးသုံးလုံးတို့ပြီးအကျွေးလာတော့လို့ပုံနေဒါတည်းကြီးလည်းပုံပြောင်းနှလုံးလေးသွားပြီအဲ့ဒါဆိုကိုယ်ကတင်းဝတ်ပစ္စည်းနေအပြည့်လည်းပစ္စည်းနေတာအဲ့ဒီတော့မပစ္စည်းတွေအောင်ပြည့်လို့တတိဆောင်ပြီးတော့မှစံပြပုဂ္ဂိုလ်လေးဖြစ်မိဘဆိုတာသာသမီတွေရဲ့လေဦးဆရာမိဘဆိုတာသာသမီတွေရဲ့လေဦးဆရာလေဦးဆရာပြေကျက်ဆိုတာပုပ္ပါစရိယာမိနေပါဒီသားပဲဘယ်လိုသာသမီမကောင်းဘူးသူကမိဘမကောင်းတော့သာသမီကဘယ်သာသမီကောင်းလဲလက်ချက်ချင်းအဲ့ဒီကောင်းမိဘဆိုမိဘမကောင်းတော့အဲ့ဒီကတိမကောင်းဆရာဘယ်ဆရာဟောလဲအဲ့ထုတ်ပြီးအဲ့တော့ပြောတယ်ဘောဒီညောင်တယ်ဒီတော့ဘာမရှုံးနေလူမရှုံးနေဝင်မရှုံးနေရှင်းလာဘုရားဆိုရရှုံးတယ်ပါပါတယ်နောက်တစ်ပြီးအဲ့ချက်လာမလို့သိရှိတယ်ရုပ်တရားလည်းတောင်းတယ်ပါလို့ရှိတယ်အဲ့ကြားတယ်မယ်အဲ့တော့မှတော့အယုံသွေးပြီးတော့ကိုယ်ဝင်နေကိုပြန်ရက်ခဲ့လောဘကြီးတဲ့လူတွေပါဘုန်းကြီးမသိသေးတဲ့ဘောဆောင်တဲ့မသိသေးတဲ့လောက်သွားပြီးပါတယ်တော့လို့အဲ့ဒီလိုကိုရှိမှာဟုတ်တယ်လူတော့ဟုတ်တယ်လူတော့လာမှာဉာဏ်မရှိတဲ့ကပါလာပဲလောဘကြီးတွေလည်းပါလာတယ်အတ္တကြီးတွေလည်းပါလာတယ်ဒါကြောင့်မို့လောဘလည်းမကြည့်ပါနဲ့အတ္တလည်းမကြည့်ပါနဲ့ဉာဏ်တွေလည်းထည့်စားဉာဏ်ရှိမှာသူများပြောတဲ့လူယုံသွားပြီပေါ့ဉာဏ်နဲ့ယုံတော့သားရတယ်မိမ့်ပါလေမိမ့်ပါလေဒီဒီတော့လည်းသူတွေလည်းမိမ့်ပါလေဘုရားယောက်ျားလေးတော့ပြန်ဆက်လက်ဆက်တူတူရဲ့ဟာတော့ဒီမြန်နေတဲ့တူတဲ့လူတွေထဲမှာမတူတူဖြစ်အောင်တူတဲ့လူတွေထဲမှာမတူတူဖြစ်အောင်မတူတူဖြစ်မှယေရနာထဲမှာလည်းအကုန်လုံးတူတွေပြဿနာတွေရှုပ်နေတာဘုစစ်တွေပြဿနာတွေနဲ့အီရန်အစ္စရေးပါလက်စတိုင်းအမေရိကန်ဖြစ်နေတာတူလို့ဖြစ်တာဒေါသချင်းတူလို့လောဘချင်းတူလို့အတ္တချင်းမာနချင်းတူလို့ဖြစ်တာတူလို့ဖြစ်ကြနိဗ္ဗာန်ကတော့မှလည်းပြန်ဖြစ်ကြအောင်တွေ့ကြ။ဘာဖြစ်လဲ။သူနဲ့အကုသိုလ်တွေလောက်ထားတွေ့ပါပဲ။နောက်ဒီဘုရားနဲ့တော့မရတော့ပဲစကားများ။အော်ငါ့ပါရမီပြည့်နေမှာလား။ယောက်ျားတဲ့နေလည်းမတူတဲ့လူ။မယောက်ျားတို့ပြောတဲ့ဒေါသတွေတွေ့ကြ။မိမအော်ကြည့်တယ်လူဒေါသတွေ့နေတာ။မျက်နှာကြီးကလည်းပြည့်ပြည့်တော့တို့ဘုံတော့ပေါက်ထားတယ်လို့ဟုတ်လား။
ရှုပ်သွားနေတာပဲဒီလုံးထဲမှာရှိတဲ့ဒီရဲတဲ့ဘယ်သွားတာဘယ်တဲ့ပြတဲ့မျက်နှာကြီးကိုစောင့်နေတော့မျက်နှာကြီးချစ်နေရှိသေးလားဒေါသထွက်တဲ့လူမြင်အောင်ကြည့်အန်ရချစ်နဲ့ချီရထွက်ပြေးရကြတဟင်းနဲ့လူတွေတောင်းနေရသူအရင်ခံစားနေတာသူအရင်အော်တိုတွေပြည့်ပြည့်ကြာနေတာတော့သူများကိုဆဲရတယ်ဆိုတော့နောက်မှလို့ကိုယ့်ရဲ့အင်ဂျင်အရင်ကြာနှလုံးအင်ဂျင်ကြာမှုစားမယ်အားစားတော့စားမယ်ဒီကစေမာပြီးချိုးရဘူးရှော့ပါတော့ကိုယ်ရဲ့ရှော့မှာတော့ဒေါသထွက်လာမပြောဘူးလားမပြောပါဘူးဗျာဒေါသဖြစ်မှာမဖြစ်ဘူးလားမဖြစ်ပါဘူးဗျာကြီးရမှာမကြီးရဘူးလားမဖြစ်ပါဘူးဗျာပြင်းလိုက်စမ်းမှာမရဘူးလားမရပါဘူးဒါကြောင့်ကိုယ်ရဲ့စိတ်လေးကိုပြင်းတဲ့အောင်ပြယောက်ျားကတဘောပွားနေပြောရင်အော်ဒူသောတာတွေတွေ့ပြီးတပြည့်တောက်တောက်နဲ့ပြောနေတာငါ့ကိုခံနေလို့မြောက်အောင်လက်ကျပေးတာအဲ့လိုဟောလားပါရမီဖြစ်တယ်အကုသိုလ်ဖြစ်တယ်ပါရမီဖြစ်တာလို့မြင်ကြည့်စိတ်မဆိုးတော့ဘူးအော်ပြောရတယ်စင်ငါအမလို့ငါဆိုတဲ့အခါတော့တဲ့လို့ပြတ်တယ်ရှုပ်တယ်သူဆဲတော့ငါဆဲငါသူဆောင်းတော့ကိုရွက်သူမကောင်းတော့တော့ဒီဘယ်လိုမှငါပြောတာမှခါတဲ့ချာဟာလားအဲ့တော့တဲ့တွေ့တယ်ဒါပဲဒီကတွေ့ရဆိုသူလုပ်တဲ့ကုသိုလ်ကောင်းမှုသူလုပ်တဲ့အာမင်တွေ့တာဟုတ်ဘူးတွေ့တဲ့အချိန်မှာတန်ဖိုးရှိတော့တတိတော့မှအသိပါပြီးတော့မှပညာဖြစ်အောင်မပြောပါဘူးလားတာပါသူနဲ့တဲ့လူမိမနဲ့ယောက်ျားဆိုအိတ်ကြီးလေးတွေပေါင်းတယ်ဘယ်လိုအပေါ်တဲ့နေမှာလဲမိမဘုန်းနဲ့နေမှာလည်းပြောပါလေမိပွင့်မတည့်ဘူးဖြစ်တယ်ဘယ်သူနဲ့တဲ့လူအသိတတိတွေပေါင်းမှတဲ့အသိတတိမရှိရင်တော့ရောက်လို့တန်ဖိုးလားလေးစားတဲ့မိမိတန်ခါမှာပညာလေးနဲ့နေတဲ့မှသာလေညီကြတဲ့စိတ်တွေနဲ့သွားလို့ရမှာဒါမှမဟုတ်တော့နေ့စဉ်မလွယ်ရန်ဖြစ်နေရှားနေတော့ချာပါအဲ့ဒီလိုပဲနေ့စဉ်ရန်ဖြစ်နေတိုက်နေကြပါဘောလားတိလိတာဆိုလူတော့ခွဲပဲလူချင်တော့ဒါလေပြောတော့အားရအကြောင်းမရှိဘူးပေါ့လို့တော့တဲ့ကားတော့ဒီလိုစာပေတယ်ဟုတ်လားဘယ်လိုလဲအတိအတိတွေတင်ထားတဲ့စာပေတွေတည်ပြီးတော့မှကိုယ့်ရဲ့ဘဝမှာနေတတ်အောင်ကြိုးစားရဘူးလားကြိုးစားပါရှင်နဲ့အောင်ကြိုးစားရဘူးကြိုးစားပါဘာရှိတယ်လို့ရှိတယ်လို့ပြောဖို့ကျွန်တော်တို့တော့လည်းတရားနာမယ်ဘုရားအမှားရှိမှာပဲဘုန်းကြီးတို့လည်းရှိတာပဲရှိတဲ့ဟာကိုပြည်ရပြည့်အစေပြည်ခါပြည်ဦးလူပြီးတော့ပေါင်းတော့တာတပြည့်ဆွဲဘုရားတဲ့ဖြစ်လို့ဒီစင်နာအရင်ဒါကြောင့်အဲ့ဒါတွေကမပြင်းအောင်လားမပြင်းပါဘူးကိုယ့်ရဲ့စိတ်ကသူများကောင်းမကောင်းကိုကောင်းနေမှာသူတော်ကောင်းသူများပြောင်းမပြောင်းကိုပြောင်းနေမှာသူတော်ကောင်းသူများအတင်းတုတ်မတုတ်ကိုမတော်မှာသူတော်ကောင်းသူများအတင်းပြောမပြောကိုမတော်မှာသူတော်ကောင်းဟုတ်လားဒီတော့အပြစ်ကြီးမပြောနေဘလို့နဲ့ဆင်းနေသေးလားသိပါတယ်ဆဲလို့ဆင်းရတယ်ဒါဆင်းရင်ဆဲတာဆင်းရင်ဆဲတာမဆင်းရင်ဆဲတာဝစီပေတာဒီတိုင်းရှာဘုံသိတယ်ဒါကြတဲ့ဉာဏ်နဲ့တတိတွေအသိတွေလွန်ပြီးတော့မှဆရာကြုံဖြစ်နေတာဒါနေတဲ့အဲ့ဒီအသိတတိတွေထဲမှာဉာဏ်ပညာတွေဖြစ်အောင်ကြိုးစားရမယ်တန်ဖိုးထားရမယ်ဆိုလို့ရှိရင်တတိအသိတွေဟောမယ်ဘူးလေတတိအသိတွေစွမ်းအားတွေမမြင်အောင်လားမြင်ပါပါဘုရားနောက်နေတဲ့ဉာဏ်နေတဲ့စွမ်းအားတွေကိုရည်ရည်တဲ့ပုံကိုယ်တွေကအခုလည်းအေးကောင်းလည်းအေးသားတရားပါစစ်စစ်တယ်လည်းအေးကြရပါဦး။အဲဒါကကုသိုလ်တွေကိုယူလိုက်တာငါတို့သာသနာ့လူကုသိုလ်ယူလိုက်ရတာသာသနာ့လူကုသိုလ်ကြီးရတယ်။ဒီမှာမှမြဲတယ်။သာသနာ့ဘာကုသိုလ်လို့ရှိနေတာ။လူကျတော့အများကြီးလူမှန်တယ်လေးရ။သူသာသနာ့လူကုသိုလ်ကြီး။ဆိုတော့အသိရှိစင်တာကိုအားရမလားဉာဏ်ပညာဆိုလို့အကျိုးပညာမျိုးတိုးရွေ့ချမ်းသာမှာအောင်မြင်တဲ့နာမဝိသေရှင်တဲ့နာမဝိဟောလို့စားမယ်ဒီသားသူတို့ရဲ့လူတန်းလိုက်ရတဲ့ကုသိုလ်ကောင်းမှုကြီးသည်အလို့ရဲ့ကုသိုလ်ကြီးသည်အတ္တရဂုဏခန္ဓာအစဉ်ဖြင့်ကျင်လည်ပြီးတော့မှနေရညအရေးပမာမိမိဇဏမမကွဲပေါ်ကောင်းတဲ့ကုသိုလ်ကျိုးတွေပြီးတော့မှလို့ယုံကြည်ခြင်းနဲ့လူတာ။အားလို့လား။ယုံကြည်ခြင်းနဲ့လူတာ။စီလို့လူတာလား။သိလို့လူတာလား။သိလို့လူတာပါဗျာ။မှန်ပါလား။သိလို့လူတာလား။သိလို့လူတာလား။သိလို့လူတာ။ဒီအကျိုးကိုသိလို့လူတာ။ဟုတ်လား။လူတဲ့အလုပ်ဆိုတာလွယ်လားမလွယ်ဘူးလား။လွယ်ပါဘူးဗျာ။ဒီစီသူများပြီးတော့မလွယ်တဲ့အလုပ်လူပဲလို့စိတ်ကတော့ဘလူချင်းတဲ့စိတ်ရတယ်တန်းပေါ်ရတယ်။ဘလူချင်းတဲ့စိတ်ကဘယ်လိုလဲ။ဒီတန်တဲ့စိတ်ရကိုကြော်လွန်ပြီးတော့မှကုသိုလ်တစ်ခါဖြစ်ရတဲ့စွမ်းအားတွေဟာဒုရမပေါင်းသူတော်ကောင်းတွေရဲ့နှလုံးသားထဲမှာတည်ကြပြီးတော့မှကိ
ကိလေသာကင်းပြတဏှာလွတ်ပြီးတော့မှနိဗ္ဗာန်ချမ်းသာဤအထောက်အပံ့ဖြစ်ပါစေဘုရားလို့မလို့ပါဘူးလားဘုရားကိုရေးကြည့်တယ်တော်တယ်တော့ပြောတယ်လို့သူကနိဗ္ဗာန်ရပါလိမ့်မယ်မကြည့်သေးဘူးတော့သူကနိဗ္ဗာန်ရတယ်ကြည့်ရမယ်ကျင့်မှာရှင်းမှာမကြည့်ဘဲနေရပါမလားမရပါဘူးအဲဒီလိုသိဉာဏ်တတိယထားပြီးတော့မှရှင်းချင်ပွားများအားထုတ်မယ်ဆိုရင်မဲ့ဖို့နိဗ္ဗာန်ချမ်းသာသူကိုမရနိုင်ဘူးလားမှန်ပါပါအဲဒီလိုမိမိတဏ္ဍာမှာလူတဲ့အခါမှာလည်းနိဗ္ဗာန်ချမ်းသာကြီးအထောက်ပဲကောင်းပြီးဖြစ်ရပါလိမ့်မယ်မိခင်ရှင်မအရှင်ဘုရားနဲ့ခန္ဓာအရှင်ဉာဏ်နဲ့တည်ပြီးတော့မှတတိတရားနဲ့ကြိမ်သားပြီးတော့မှစွမ်းအားရည်မြေဂုဏ်ရည်ပညာတရားတွေဖြစ်ရပါလို့ဤဘုရားလို့လူခဲ့ရတယ်အဲ့ဒီလိုလူတဲ့ယူတဲ့သူရှိရင်သူများနဲ့တူပါဦးမလားတူပါဘူးတူအောင်လေလို့မတူတာတူအောင်လေတူပါတော့ရင်မတူအောင်လေလို့တူအောင်လေဘာညာနေလဲတူအောင်လေဒီတော့တက်တာဒီရှုပ်နေတာအားရရကြောက်ဆောင်နေရောနေပြတာတူလို့မဖြစ်ရင်မဖြစ်ဘူးမဖြစ်ဘူးလားဖြစ်တယ်ဆောက်တော့ဖြစ်တဲ့ထဲမှာကျဆူရတယ်လို့ပြောတော့တင်းရနေထဲအောင်နော်ပရိသေကမှာတော့လူကြီး ညနေကတော့ရရဘူးအာဆာလာတော့ဟောလာသူရောဘယ်လိုဝိုင်းထုံးအဲ့တော့ဒီလိုကိုလာအားလေးစားရတဲ့သူလည်းလူကြီးသူလည်းလာလို့ပြည့်သေးဆိုတော့လည်းသူရဲ့ဟိုဉာဏ်နဲ့ပညာဆက်တယ်ဗါလဲဉာဏ်နဲ့ပညာအောင်ကြည့်ငါပညာဉာဏ်အောင်ကြည့်လို့သူပြန်ချမယ်ဆိုတော့ဟုတ်လားဉာဏ်ပညာဆက်လိုက်တော့ကိုပြီးလဲတော့ဖြစ်သွားလို့လူတွေဉာဏ်ပြီးကိုယ်ဉာဏ်ပြီးကိုယ်လည်းဆိုတော့ဉာဏ်ပညာမဖြစ်တော့ဘာမှမဖြစ်ဘူးဉာဏ်ပညာတဲ့လူကပြီးလဲတာတကယ်မဖြစ်ဘူးလားလူတွေဆိုတော့ဘလောင်တွေကတော့တော့ဆရာကြီးတွေမှာမြမအနေဆိုတာသူတော်ကောင်းတွေတကယ်ရှင်းတော့အောင်သူကတော့ယူနစီချန်ပီယံဆိုတော့ပြရဘူးကဲကြားတယ်လူတွေပေါ်ဘာဖြစ်လို့မြမအနေတကယ်စေရနာနေသူတော်ကောင်းတွေဘုရားဘုရားပြတယ်တကယ်စေရနာမြင်မှာစေရနာထက်တဲ့လူတွေဖြစ်အောင်ကြိုးစားရအောင်လားကြိုးစားရင်ဖြစ်တယ်အဲ့ဒီခန္ဓာမူခြင်းတွေကိုလူချမ်းသာနဲ့ချမ်းသာမြမချမ်းသာကိုရနိုင်တယ်ဗျာဟာတော့ဘုရားဘာသာအဲ့ဒါရှိတယ်ဗျာအဲဆင်းတဲ့ဘာသာမဟုတ်ဘူးကယ်တင်တဲ့ဘာသာမဟုတ်ဘူးသူတောင်းပြတဲ့ဘာသာအုံဖဘာသာမဟုတ်ဘူးရေးစနေပညာပေးတဲ့ဘာသာတော့ဒီတော့ဆရာကောင်းနဲ့အကျင့်ကောင်းတွေကိုရယူပါအလေးအကျင့်ကောင်းတွေလုပ်တဲ့လူကတန်ဖိုးမြင့်တဲ့လူကယရနာထိုက်တဲ့လူတွေဖြစ်သွားဘူးလားဟုတ်ပါဘူးဘယ်လိုလဲရပါမလားမရပါဘူးဘုရားကဘုန်းကြီးတွေပါတော့လုပ်ပေးပါဦးလူလို့ဆိုလက်တယ်အားလုံးတွေသိလို့ဒီလက်တယ်အားလုံးရတာအဲ့ဒီပြီးရောဒါလေးတွေအများကြီးနဲ့တရားလေးတွေတားပြီးတော့မှအတိတ်တွေတန်ဖိုးတွေညှိပြီးတော့မှလူ့ဘဝတန်ဖိုးအမြဲလို့အောင်ငါတို့ယရနာထိုက်တဲ့အလူကုသိုလ်ဖြစ်တဲ့အလူကြီးကိုလူလိုက်ရပါပြီလားအဲ့လိုဆိုလူမွေးနေအရှင်လူမွေးစားပြီးအော်လူမိသားစုကလူငယ်ရခြင်းဒီသိရှိစင်လာဘဝအာရဗလာဉာဏ်ပညာစွန့်လူအကျိုးဤငါမျိုးတိုးရချမ်းသာမှာလို့ဝန္တာပိဋိတွေဖြစ်ရဘူးလားဖြစ်ပါဘူးအဲ့ဒါသိရှိစင်လာသိရှိစင်လာဘဝအာရဗလာဉာဏ်ပညာစွန့်လူအကျိုးဤငါမျိုးတိုးရချမ်းသာမှာသိရှိစင်လာဘဝအာရဗလာဉာဏ်ပညာစွန့်လူအကျိုးဤငါမျိုးတိုးရချမ်းသာမှာ也是生啦，吃娃呀，抓人民呀，杀戮啊，做一阿မျိုး多也长大嘛。生啦，吃娃呀，把拉人民呀，杀戮啊，做一阿မျိုး多也长大嘛。生啦，看娃呀。阿拉娘的娘，杀戮啊，就一阿မျိုး多也长大嘛。ဣတိသောမြတ်တော်လည်းမှာအလုံးတရားကိုသိသိသာသာသီလသမထဝိပဿနာဘာဝနာတရားတွေကိုအားထုတ်ပြီးတော့မှနှလုံးသားထဲမှာဘုရားရဲ့ကံကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေရအောင်ယူတဲ့ပုဂ္ဂိုလ်တွေအခုလည်းအေးနောင်နဲ့အေးသံရပါစေတဲ့အေးကြရတော်ဤဟူ၍ကောင်းစွာ
တော်မူခဲ့ပါ၏သည် သာ